ဆိုရင်အောင်မနေမလားဖြစ်ဆိုတဲ့ဘဝတစ်နေ့မင်းလည်းရောက်လို့လာမှခုကလေးကနိုင်ရတာဝန်ကူညီပါကြောက်တရားများကင်းတဲ့တို့ပြည်သူများသခင်မျိုးတဲ့ဟဲ့ဒါတို့ရဲ့မြမညီညွတ်စွာစစ်အာဏာရှင်ကိုအဆုံးသတ်ပြကြတွေငါသက်တွေပေးတိုက်ပွဲဝင်နေကြသူရေကောင်းအုပ်ဆောင်တို့ပြည်အမြခက်ခဲမရှိစခွေများထုံးလည်နိုင်ဖို့ထောက်ပေါ်ကြစို့ဒီပါရောက်တို့ညီကိုများတို့လုံးနိုင်တာထောက်ဖို့တသာငါမလုံးနိုင်လေမလုံးရမလဲတွေမနေနဲ့ FFTMC မဝင်ပူပေါင်းခွေပြည်သူများရဲ့နာခံလုံးကြုံဖို့အတွက်စနစ်ဆိုးကိုမြတ်မြင့်ဖြတ် FFTMC မှာထောက်ဖို့